ဆိုင်ကယ်အပြင်ပိုင်းမိစင်ရတာအားမရလို့ဆိုင်ကယ်အတွင်းပိုင်းမှာမိစင်အလှပြမယ်နဲ့စိတ်မဝင်စားလဲဗဟတ်တူတူရဖို့ကြည့်သွားပါဦးပထမဆုံးအင်ဂျင်နဲ့မီးကြိုးထည့်ဖို့အကောင်းဆုံးနေရာကနေအပေါက်ဆက်ဖောက်ပြီဗျာအမှုံတွေဝင်လို့မဖြစ်ဘူးအပြင်ထုတ်ဖောက်မယ်ဗျာโอเคဆိုင်ကယ်ဆိုင်တွေကားဆိုင်တွေမှာတုံးတဲ့မီးသီးလေးထည့်မှာပါဗျာဒီမီးသီးထည့်ခြင်းအဖြစ်ဆိုင်ကယ်အတွင်းပိုင်းမှာရှိတဲ့ပီနီယန်ဂီယာတွေကမြင်မြင်ထင်ထင်ရှိတဲ့အတွက်အင်ဂျင်ပါဖောက်မှတ်ကြီးအောင်စဘူးအဲမားလို့မြင်းကောင်ကြီးလဲတက်လာမှာဖြစ်ပါတယ်ဗျာလိုအပ်တဲ့ကျိုးတက်ဖို့ချိတ်မဲ့ဆက်မဲ့ကျိုးတွေကူးမဲ့ကြော်မဲ့ခွမဲ့ဗျာနောက်ဆုံးတော့ရပြီးရလက်ကိုတော့လှုပ်ဝဲရမယ့်ကိစ္စမျိုးချမပြတော့ပါဘူး free energy လို့ပဲပြောပြလို့မရဘူးကျေးဇူး